ရွာတရွာမှာမောင်ပိုးဆိုတဲ့လူငယ်လေးတယောက်ရှိတဲ့သူဟာနေ့စဉ်နေ့တိုင်းပဲလေထဲမှာသွားပြီးတော့လဲထွန်တဲ့အဲ့ဒီအချိန်မှာသူဟာတောအုပ်တစ်ခုကိုဖြတ်ပြီးတော့သွားရတာပေါ့အဲ့လိုနေ့စဉ်တောအုပ်ထဲကိုဖြတ်ပြီးတော့သွားတဲ့အတွက်သူဟာတောအုပ်ထဲမှာရှိတဲ့ကြားကြီးတစ်ကောင်နဲ့မိတ်ဆွေဖြစ်သွားတဲ့ကွယ်ဒီနေ့မှာတော့ကြားကြီးကမောင်ပိုးကိုမောင်ပိုးကြီးမင်းတို့ရွာကငါခေါလောက်လဲလေချင်းနေကွာလို့ပြောတဲ့မောင်ပိုးကလည်းကြားကိုခင်တယ်တိုးတော်လဲရွာထဲမှာရှိတဲ့နွားတွေကိုဝင်စားမှကြောက်မခေါ်ရဲတာကြောင့်ပြီးပါကွာနောက်တော့ခေါ်ရမယ်ဆိုပြီးတော့ညာပြောလိုက်တဲ့ဒါပေမဲ့ကြားကတိတော့ရွာတွေကိုမောင်ပိုးခေါ်မှမဟုတ်ဘူးငါတွားပြီးတော့နွားတွေကိုပဲဝင်ပြီးတော့စားရမယ်လို့ဆုံးဖြတ်ပြီးတော့ရွာထဲကိုဝင်လာပြီးတော့နွားတစ်ကောင်ဝင်ဆွဲသွားတဲ့အဲ့ဒါကိုသိတဲ့ရွာသားတွေကကြားကိုမိဖို့အတွက်ကြားလာရလမ်းတစ်လျှောက်မှာထောင်ချောက်ဆင်ပြီးတော့ဖမ်းလိုက်တဲ့အဲ့ဒီသတင်းကိုလည်းကြားမောင်ပိုးဟာသူ့တငယ်ချင်းကြားအတွက်စိတ်မကောင်းဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကြားကိုတဲ့ဒီအနေနဲ့မှမကြရောက်ဖို့တတိပေးပြီးတော့ပြောဆိုလိုက်တဲ့ကြားကလည်းမောင်ပိုးရဲ့စကားကိုနားမထောင်ပဲနောက်တစ်ခေါက်ရွာထဲကနွားတွေကိုစားဖို့အတွက်ဝင်လာတော့တာပေါ့အဲ့ဒီအချိန်မှာပဲထောင်ချောက်မိသွားတော့တာပေါ့ထောင်ချောက်မိသွားတဲ့ကြားကိုကြည့်ပြီးမောင်မိုးဟာတနာတဲ့အတွက်ရွာသားတွေမသိအောင်ထောင်ချောက်ထဲကနေလွတ်ပေးလိုက်တော့တာပေါ့ထောင်ချောက်ထဲကလွတ်သွားတဲ့ကြားကခုတော့မင်းကငါအစာဖြစ်သွားပြီမောင်ပူကြီးငါမင်းကိုစားတော့မယ်လို့ပြောလိုက်တဲ့မောင်ပိုးဟာကြားကြီးအဲ့လိုပြောတာကိုကြားပြီးတော့အိုးမလို့ပါနဲ့ကွာငါကမင်းရဲ့အတော့ကိုကေခဲ့လာပြီကျေးဇူးရှင်ကိုမင်းမဖြစ်မဘူးလीမောင်ပိုးရဲ့လို့ပြောလိုက်တဲ့အဲ့လိုနဲ့ကြားနဲ့မောင်ပိုးဟာငင်းကြခုန်ကြရင်းနဲ့စားတဲ့နဲ့မစားတဲ့ဘူးဆိုဆုံးဖြတ်ချက်မပေးနိုင်တဲ့အတွက်နောက်ဆုံးမှာသူတို့တွေဟာတယောက်ယောက်ကိုမေးပြီးတော့ဆုံးဖြတ်ခိုင်းမယ်လို့ပြောပြီးပထမဦးဆုံးအနေနဲ့လမ်းလျှောက်ထွက်လာတယ်တဲ့အဲ့ဒီလမ်းလျှောက်ထွက်လာတဲ့အချိန်မှာပထမဦးဆုံးတွေ့တာကနွားကောင်းရိုးကြီးကိုတွေ့တာပေါ့အဲ့ဒါနဲ့သူတို့ကနွားကောင်းရိုးကိုမေးကြည့်တယ်တဲ့ကဲနွားကောင်းရိုးရေငါကမောင်ပိုးကိုစားတင်လားမစားတင်လားမင်းဆုံးဖြတ်ပေးကွာလို့ပြောတာပေါ့ဒါကိုကြားတဲ့နွားကောင်းရိုးကဒီကလူဆိုတဲ့သခင်တွေကငါ့ကိုနှစ်ပိုင်းများစွာခိုင်းခဲ့တယ်ငါလည်းအလုံးမလုံးနိုင်ရောငါ့ကိုတတ်ပြီးတော့စားကြတယ်ဒီဒါကြောင့်လူတွေကမကောင်းဘူးလူဖြစ်တဲ့မောင်ပိုးကိုလည်းမင်းစားလိုက်လို့ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တဲ့မောင်ပိုးကကြားဟိုတဲ့ငါကတော့မင်းရဲ့အသက်ကိုကယ်ခဲ့တာပါကွာငါ့ကိုမစားသင့်ပါဘူးလာပါကွာအခြားတစ်ယောက်ကိုဆုံးဖြတ်ခိုင်းကြည့်ပါဦးမယ်လို့တောင်းပန်ပြီးတော့ရှေ့ကိုဆက်လျှောက်လာတဲ့ရှေ့ကိုလျှောက်လာရင်းနဲ့သူတို့တွေကညောင်ပင်းတပင်ကိုတွေ့သွားတဲ့အဲ့လိုပဲညောင်ပင်းကြီးကိုမေးတဲ့အခါမှာလဲညောင်ပင်းကြီးကလူတွေကငါရေးမှလာနားလေပြီးငါရဲ့ခန္ဓာကိုယ်မှာရှိတဲ့အခါလက်တွေကိုပါချိုးကြရဲ့ဒါကြောင့်မောင်ပိုးမင်းစားတဲ့နာပေါ့လို့ဆုံးဖြတ်လိုက်တဲ့ဒီခါမှာမောင်ပိုးကငါ့ကိုနောက်ဆုံးခွင့်ရေးပေးပါကွာကြားကြီးရလို့ပြောလိုက်တဲ့အဲ့လိုနဲ့သူတို့တွေကနောက်ဆုံးမှာယုံပညာရှိစီကိုရောက်သွားတော့တာပေါ့ယုံပညာရှိကသူတို့ပြောတဲ့စကားတွေအားလုံးကိုနားထောင်လဲပြီးသွားဟုတ်ပြီဒီအဖြစ်ပြက်ကိုအမေရိကန်ဆုံးချက်ပြီးဖို့အတွက်လာခဲ့လာထောင်ချောက်ရှိတဲ့စီကိုသွားချမယ်လို့ပြောပြီးတော့မောင်ပိုနဲ့ကြားကိုလက်တွေ့နေခိုင်းပြတဲ့ထိုအခါမှာပဲကြားကထောင်ချောက်ထဲကိုဝင်ပြီးမောင်ပိုကထောင်ချောက်အပြင်ဘက်မှာနေလိုက်တဲ့ဒါကိုပြောတော့ရုံပညာရှိကမောင်ပိုကိုထောင်ချောက်အမြန်ပိတ်ခိုင်းလိုက်ပြီးတော့ဘုံနေမြဲကြားနေမြဲအတိုင်းပဲနေစေလို့ပြောလိုက်တဲ့အဲ့ဒီလိုနဲ့ပဲပုံနေမြဲကြားနေမြဲဆိုတဲ့စကားပုံကပေါ်ပေါက်လာခဲ့ရတာပေါ့ကွယ်